ဒီကောင်လေးရဲ့မျက်လုံးတွေကိုအဝတ်နဲ့စီထားပြီးမြင့်မားတဲ့စင်မြင့်တစ်ခုပေါ်မှာမတ်တက်ရက်ခိုင်းထားပါတယ်ဒီစင်မြင့်ရဲ့သုံးဖက်သုံးတန်စလုံးကနေရံတွေနဲ့ပိတ်ဆို့နေပြီးလမ်းကြောင်းတစ်ဖက်ထဲသာလွတ်မြောက်နိုင်တဲ့ဘေးကင်းရာလမ်းကြောင်းဖြစ်ပါတယ်မှားယွင်းပြီးခုံချမိရင်တော့တေယုံပဲရှိပြီးမှန်ကန်တဲ့အရက်ကိုခုံချနိုင်ရင်တော့ဝမ်တတန်းစုလည်းရရှိမှာဖြစ်ပါတယ်ကောင်လေးကိုဘက်ပတ်ဝန်းကျင်ကိုကြည့်ရှုဖို့အချိန်30စက္ကန့်ပဲပေးထားပါတယ်ပြီးတာနဲ့သူ့မျက်လုံးတွေကိုဖုံးအုပ်လိုက်ပြီးစင်မြင့်ကြီးကိုအရှိန်ဟုန်နဲ့လှည့်ပတ်လိုက်တာကြောင့်ကောင်လေးခမညာလမ်းကြောင်းတွေလုံးဝဝေဝါးသွားခဲ့ရပါတယ်ဒါပေမဲ့သူတယောက်တည်းရှိနေတာမဟုတ်ပါဘူးသူ့ရဲ့ဘေးမှာလူ၄ယောက်မတ်တက်ရက်နေကြပါတယ်အဲ့ဒီထဲမှာတငယ်ချင်းတွေလည်းပါတယ်လို့ရန်သူတွေလည်းပါဝင်ပါတယ်လူတိုင်းကသူ့ကိုကိုယ့်ဘက်ပါအောင်ဆွဲဆောင်နေကြတာပါအကယ်၍သူတို့ကကောင်လေးကိုလှည့်စားပြီးလမ်းမဘက်ကိုခုံချခိုင်းလို့ကောင်လေးတိတ်ဆုံးသွားရင်အဲ့ဒီစုချင်းငွေအားလုံးကိုသူတို့ပဲရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ကောင်လေးကိုလမ်းမှန်ပြပြီးကယ်တင်နိုင်ခဲ့ရင်တော့အဲ့ဒီစုကြီးကိုလူတိုင်းအညီမျှခွဲဝေယူကြရမှာပါလမ်းပြပေးမဲ့သူတယောက်ချင်းစီကိုကောင်လေးနဲ့စကားပြောဖို့အချိန်30မိနစ်စီပေးထားပါတယ်ကဲအခုဆိုရင်ဂိမ်းကြီးစတင်ပါပြီပထမဦးဆုံးလမ်းပြသူကသူဟာကောင်လေးရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ကြောင်းပြောပြီးသူ့ကိုယုံပြီးရှစ်တဲ့ကိုသာခုံချဖို့ပြောပါတယ်သူတကယ်ပဲတငယ်ချင်းဟုတ်မဟုတ်သိချအောင်ကောင်လေးကကိုရေးကိုတာမေးခွန်းအချို့ကိုမေးလိုက်ရာအဖြေအားလုံးမှန်ကန်နေခဲ့ပါတယ်ဒါနဲ့ကောင်လေးကမင်းမျက်မှန်ရဲ့ဘေးပေါက်မှာဘာနံပါတ်ရေးထားလဲလို့မေးလိုက်ပါတယ်တကယ်တော့ဒီနေ့မနေ့တင်ကောင်လေးဟာသူ့တငယ်ချင်းရဲ့မျက်မှန်ကိုတွေ့ရှိခဲ့ပြီးအဲ့ဒီနံပါတ်ကိုအလွတ်ကျမှတ်ထားခဲ့တာပါရှေ့မှာရက်နေတဲ့သူကတော့ဒီမေးခွန်းကိုမဖြေနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအမှန်တရားပေါ်သွားခဲ့ပါပြီသူဟာကောင်လေးရဲ့တငယ်ချင်းမဟုတ်ပဲကောင်လေးကိုလှည့်စားဖို့ဖန်တီးထားတဲ့ဒါအတန်တူကြီးဖြစ်နေတာပါဒုတိယမြောက်လမ်းပြသူကတော့ကောင်လေးရဲ့အထက်တန်းကျောင်းလုံးကအတန်းဖော်ဖြစ်ပါတယ်သူကအတိတ်ကအမတ်တရားတွေကိုပြောပြပြီးယုံကြည်မှုရအောင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူညွှန်ပြတဲ့လမ်းကြောင်းကလည်းနိုင်ရန်ရှိတဲ့ဘက်ဖြစ်နေပါတယ်အကြောင်းကတော့သူဟာကောင်လေးရဲ့အားကစားထုချွန်မှုကိုအမြဲတမ်းမနာလို့ဖြစ်ခဲ့လို့ပါပဲဒီတစ်ခါမှာကောင်လေးကငါးဖက်နှက်ကြိုးတွေချီထားလားလို့မေးလိုက်ပါတယ်အတန်းဖော်ဖြစ်သူကအပေါက်သေးလေးကနေတဆင့်ခိုးကြည့်လိုက်ပေမဲ့ကောင်လေးရဲ့ဒူးကောင်းအထိပဲမြင်ရပြီးဖက်နှက်ကိုမမြင်ရပါဘူးဒါနဲ့သူကအနီးဆက်ဆုံးခံမှန်းပြီးချီထားတယ်လို့ဖြေလိုက်ပါတယ်အဲ့ဒီမှာတင်သူ့ရဲ့လိန်ညာမှုကဘူးပေါ်တယ်လို့ပေါ်သွားပါတော့တယ်အမှန်တော့ကောင်လေးရဲ့ဖက်နှက်ကြိုးတွေကပြုတ်နေတာကြပါပြီအကယ်၍သူသာဘေးကင်းတဲ့လမ်းကြောင်းပေါ်မှာအမှန်တကယ်ရက်နေခဲ့ရင်ဒါကိုအထင်သာမြင်တွေ့နေရမှာဖြစ်ပါတယ်အခုဆိုရင်ရွေးချယ်စရာလမ်းကြောင်းနှစ်ခုပဲကြံပါတော့တယ်ပွဲစီစဉ်သူတွေကဂိမ်းကိုပုံမခက်ခဲသွားအောင်ကြန့်ရှိနေတဲ့လမ်းပြနှစ်ယောက်လုံးကိုတစ်ချိန်တည်းမှာပဲကောင်လေးရဲ့ရှေ့ကိုခေါ်ထုတ်လာခဲ့ပါတယ်အရင်အတွေ့အကြုံတွေကနေသင်ခန်းစာရသွားတဲ့ကောင်လေးကတုံးတက်ဖို့နီလန်အတစ်တစ်ခုကိုတုံးလိုက်ပါတယ်သူဟာအကျွေးစစ်တစ်စိကိုစင်းကြီးရဲ့အနားတက်မှာချထားလိုက်ပြီးဒါပါကျွေးစစ်လဲလို့မေးလိုက်ပါတယ်ဝန်ထမ်းတစ်ယောက်ကတစ်ဖက်ကလမ်းပြသူကိုမှန်တစ်ချက်ကမ်းပေးလိုက်တာကြောင့်လမ်းပြသူဟာမှန်တဲ့ကအကျွေးစစ်ရဲ့ပုံရိပ်ကိုကြည့်ပြီးဒါ90ရန်တန်အကျွေးစစ်ပဲလို့ဖြေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကောင်လေးကနောက်ထပ်အကျွေးစစ်တစ်စိကိုစင်းကြီးရဲ့တခြားတစ်ဖက်ဖြစ်တဲ့တင်ဆက်သူအမျိုးသမီးရဲ့နေတဲ့ဘက်မှာချထားလိုက်ပြန်ပါတယ်ဒါပေမဲ့တင်ဆက်သူအမျိုးသမီးကတော့သူမမျက်မှန်မေ့ကြံခဲ့လို့ဘာမှမမြင်ရဘူးလို့ပြောပါတယ်တကယ်တော့အဲ့ဒီဘက်ဟာကဲတင်မဲ့ဘေးကင်းရာလမ်းကြောင်းဖြစ်ပါတယ်ဒါပေမဲ့လည်းကောင်လေးဟာတန်တရားဝင်နေစေဖြစ်ပြီးပိုပြီးခိုင်မာတဲ့တက်တွေကိုလိုချင်နေပါတယ်ဒီတစ်ခါမှာတော့သူကအကျွေးစစ်နှစ်စိကိုချထားလိုက်ပြီးပြန်ဘက်ကိုပဲအရင်မေးခွန်းအတိုင်းထပ်မိလိုက်ပါတယ်အန်အောစရာကောင်းတာကပြန်ဘက်ဖြစ်သူကချက်ချင်းဆိုသလိုအဖြေကိုဖြေနိုင်ခဲ့ပါတယ်ဒါကိုကြည့်ပြီးကောင်လေးကတခုခုတော့လွဲနေပြီဆိုတာရိပ်မိသွားပါတယ်စောစောကကြတော့ဘာလို့ဖြေဖို့အချိန်ကြာကြီးယူခဲ့ပြီးအခုကျမှဘာလို့ဒီလောက်မြန်ဖြေနိုင်ရတာလဲဆိုတာကိုပေါ့နောက်ဆုံးစမ်းသပ်ချက်အနေနဲ့ကောင်လေးဟာအကျွေးစစ်ကိုအပေါ်တက်တက်ကနေကြည့်မှသာမြင်နိုင်မဲ့စောင်းစောင်းအနေထားနဲ့ချထားလိုက်ပါတယ်စင်ကြီးရဲ့တခြားတစ်ဖက်ကနေကြည့်ရင်တော့ဒီအကျွေးစစ်ကိုဘလို့မှမမြင်နိုင်ပါဘူးတင်ဆက်သူအမျိုးသမီးကဒါဟာထောင်ချောက်မှန်ချက်ချင်းရိပ်မိသွားပြီးပြန်ဘက်ဖြစ်သူကိုတတိပေးဖို့ကြိုးစားပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီပြန်ဘက်ရဲ့လှည့်စားမှုလှုပ်ဝက်ချက်ကလူမိသွားခဲ့ပါပြီကောင်လေးဟာတစ်စက္ကန့်မြပင်အချိန်မဆွဲတော့ပဲမှန်ကန်တဲ့ဘေးကင်းရာအရက်စီကိုရဲရဲဝံ့ဝံ့ကြီးခုံချလိုက်ပြီးအောင်မြင်စွာနဲ့အသက်ဘေးကလွတ်မြောက်သွားပါတော့တယ်